ဘယ်ချိန်မှာလွမ်းတာလဲဆိုအခုလွမ်းလာမင်းတော့အခုလွမ်းနေရောတော့အတိကကျတော့ဟိုဒီဆောင်းတွင်းဆိုပုံတော့လွမ်းရသေးတယ်ဟိုတော့ကျမနေခဲတွေဒါကျတော့အဲ့လိုနည်းနည်းအေးတယ်ထဲမှာပါတယ်လေအေးတယ်ထဲမှာပါတော့ဒီချင်းမင်ရဲ့ဆောင်းဆိုလဲတစ်ခါလေးအေးလာတဲ့ခါကျရင်ကိုတီသားနဲ့တူတာဟုတ်ပြီးတော့ချင်းမင်ကကျတော့လေဒီတွန်လေးမြင်ရတဲ့ခါဆိုကိုကလည်းဒီတွန်ပွားလာတာဖြစ်တဲ့အတွက်အဲ့ကိုလွမ်းရတယ်ပေါ့နော်ခက်ခဲတဲ့ချိန်ဆိုပုံတော့မှလွမ်းသေးတယ်ပေါ့နော်ကိုမဒီမှာဆိုကိုကလာခဲ့တာမှလည်းဒီမှာဟိုခင်ရဆွေမျိုးဆိုပြီးပဲနေကြတာပေါ့နော်ဒါပေမဲ့ဒီမှာကျတော့ကိုရဲ့ဆွေမျိုးသားချင်းဆိုရင်လည်းဟိုပြချင်တော့မရှိပေါ့လေဒီခင်ရဆွေမျိုးတွေပဲရှိကြဆိုတော့တကူကူဆိုကိုတရော်ထဲလိုမျိုးဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကိုပြန်လဲရင်လည်းကိုမိဘအတွက်ကပို့ပြီးတော့မှrace မြောင်မျိုးဆိုလဲကိုမလို့ချင်းပေါ့လေဆိုတော့ကိုအနေနဲ့တော့ဒီမှာပဲသူတို့လွမ်းနေဆိုလဲစိတ်လေးနဲ့ဒီခံနေတာပေါ့နော်အင်းငါတော်တော်လေးကျမတို့တော်တော်လေးတော့လွမ်းနေပေါ့နော်ဒီကဒီနေညူချိန်ပေါ့နော်ဒီနေဝင်တဲ့ချိန်ဆိုနေဝင်တဲ့ထားလေးကြည့်လိုက်ရင်အော်တော့အိမ်မှာဒီချိန်ဆိုရင်အဖေမေတို့ပြန်လာမှာထမင်းလေးချေပြီးတော့စောနေတော့မှာပဲပေါ့နော်ဟိုမှာဆိုဒီထင်းမီလေးနဲ့ထမင်းလေးချက်စားပြီးတော့မှအဖေမေတို့ပြန်လာသူတို့ဒီချာပြန်လာရင်ထမင်းတူစားဖို့စောနေရမယ့်အချိန်လေးပဲလို့တွေးတဲ့ခါကျတော့ပူလွမ်းလာပေါ့နော်အရင်တော့တော်တော်လေးလွမ်းနေပြီပေါ့နော်ဒါပေမဲ့လည်းကိုပြန်ရင်လည်းပြန်လာသူတို့အတွက်ကပူသူတို့တွေ့ကောင်းဟာမရှိလားဘောနော်သူတို့တွေ့ပဲပို့ဆိုးသွားမှဆိုတော့ကိုလည်းဟိုအိမ်ပြန်ချင်လားလို့မင်းရင်တော့ပြန်ချင်နေတာမဲ့အိမ်ပြန်တင်လားလို့မင်းရင်တော့ကိုမေ့ချင်တော့မပြန်တင်ဘူးဆိုတဲ့အဖြစ်မျိုးပဲကိုပြန်ဖြေဖြစ်တယ်ပေါ့အိမ်ကိုလွမ်းတာတော့ဒီမှာအလုပ်လုပ်ပြီးတော့အဲ့လိုမျိုးခါလေးပြင်ပန်းတဲ့နေ့တွေဆိုရင်တော့အိမ်ပြန်ချင်တယ်ပေါ့နော်ပြန်ချင်တယ်ဆိုတာကဟိုအိမ်မှာပြန်နေရဖို့ဟိုထက်ကိုကျွန်တော်ပြန်လဲရှင်နေပေါ့နော်အိမ်ကိုထွက်လာတာ9နှစ်ကျော်ပြီပဲမဲ့ဒါပေမဲ့အိမ်ကိုတော့ခါမှပြန်ရသေးဘူးပေါ့နော်ပြန်ရသေးဘူးဆိုတော့အိမ်မှာခုချိန်မှာဘယ်သူမှလည်းမရှိတော့ဘူးပေါ့နော်အရင်တော့ကကျွန်တော်အာနာမသိမ်းခင်တော့ဆိုအိမ်မှာဆိုမိသားစုတွေစုံလင်နေရှိခဲ့တယ်ဒါပေမဲ့ဒီအာနာသိမ်းပြီး9နှစ်တာကာလအတွင်းမှာပဲအိမ်မှာတွေအကုန်လုံးပြောင်းလဲကုန်ပေါ့နော်အိမ်တစ်လုံးပဲကြံခဲ့ဘယ်သူမှလည်းမရှိတော့ဒါပေမဲ့အိမ်ဆိုတာအဲ့ဒီရဲ့အနှစ်တာလာအရတာကိုပြန်ပြောခံစားကြည့်ရှင်တော့ပြန်သွားကြည့်ရှင်နေပေါ့နော်ဒါပေမဲ့ပြန်နေရှင်လားဆိုတော့စိတ်ထဲမှာတော့ပြန်မနေရှင်တော့ပေါ့နော်အိမ်ကိုဘယ်အချိန်တွေမှာတတိယဆိုအိမ်ကိုတတိယဆုံးအချိန်ကမိုးရွာတဲ့အချိန်တို့မိုးအုံတဲ့အချိန်တို့ပေါ့နော်ဒီအမြဲတမ်းမိုးတွေရွာပြီးတော့မိုးတွေအုံနေတဲ့အချိန်မှာပေါ့နော်မိသားစုအတူတူရှိခဲ့တဲ့အချိန်တွေကိုလည်းတတိယရတယ်ပြီးတော့မြို့ဝမြင်ကွင်းတွေကိုလည်းတတိယရတယ်မိုးတွေရွာနေတဲ့အချိန်မှာပေါ့နော်မိသားစုနဲ့အတူတူမိတွေအတူတူလှုံပြီးတော့ရှမ်းခောက်ဆွဲချက်စားခဲ့တဲ့နေ့တွေလည်းတတိယရတယ်ပြီးတော့မိုးကုတ်မှာဆိုလို့ရှိရင်လေအရန်အိမ်ပေါ့နော်အိမ်ကနေလှမ်းကြည့်လို့ရှိရင်မြင်လို့အကောင်းဆုံးမြင်ကွင်းလေးရှိရပေါ့နော်အိမ်ကတောင်ထိပ်မှာတောင်ထိပ်နေကြတော့အဲ့ရာတွေလှမ်းကြည့်လိုက်မယ်ဆိုတရွာလုံးမှာပေါ့နော်မြူတွေဆိုင်ပြီးတော့မှတကယ်နှင်းတော်ရောရောက်နေတယ်လို့အေးချမ်းနဲ့အရန်တိတ်ဆိတ်ပြီးတော့ပေါ့နော်တော်တော်လေးနေလို့ကောင်းလာမလို့အဲ့အချိန်တော့လွမ်းပါတယ်အိမ်တော့ကျွန်တော်တို့လွမ်းပါတယ်ကျွန်တော်တို့ဥမာတယောက်တည်းဖြစ်နေတဲ့အချိန်လဲလွမ်းတယ်လို့ဥမာပြောစရာကြုံတဲ့ခါလဲလွမ်းတယ်အိမ်မှာအဖေနဲ့ညီမရှိရပါတော့ကျွန်တော်တို့အဲ့လိုမျိုးပဲအိမ်မှာအဲ့လိုမျိုးဟိုမောင်နှမတွေဖေမေတားဖားတွေအဲ့လိုစနောက်နေကြပါတော့အဲ့လိုမျိုးနေခဲ့ကြဆိုတော့တတိယပါတယ်ပြောစရာရှိတိုင်းဝမ်းနေစရာရှိတာဘယ်ချိန်ဒီမှာတတိယလဲဆိုဒီဆက်ပြောင်းပြီးချင်းမှာညီမတို့ဒီအလုပ်တွေလည်းရတယ်ပေါ့နော်လုပ်ငန်းခွင်မှာအဲ့လိုမျိုးစိတ်အဲ့လိုမျိုးစိတ်ညစ်ရတာမျိုးတွေပြီးတော့ဒီပြည်တွင်းများအဲ့လိုမျိုးအကြောင်းတွေပေါ့နော်မတိမငြိမ်တဲ့ဒီစစ်ပွဲအကြောင်းတွေအဲ့လိုမျိုးတွေကြားရတယ်ဆိုရင်ညီမတို့စိတ်ပူတယ်အိမ်ကိုလည်းစိတ်ပူတယ်ပြီးတော့အဲ့လိုမျိုးအရန်စိတ်ညစ်ရတဲ့အချိန်မျိုးတွေဆိုလည်းကိုအဲ့လိုအိမ်ကိုလွမ်းနေပေါ့နော်ဒါကတော့လုံးဝအိမ်ကိုအလွမ်းရဆုံးနဲ့စိတ်ပူရဆုံးအချိန်လေးပဲဖြစ်မယ်ပေါ့ဟုတ်